โอเคမကောင်းပါဘူးလို့ပြောရင်လေကျွန်တော်တို့ကိုနှိမ့်ချရကြမှာဒါပေါ့အဲ့တော့ကျွန်တော်ကောင်းပါတယ်လို့လည်းမပြောဘူးဟာမကောင်းပါဘူးလို့လည်းမပြောဘူးမပြောဘူးတကယ်လို့ကောင်းပါတယ်လို့ပြောရင်လေကျွန်တော်ကကြွားရကြမကောင်းပါဘူးလို့ပြောရင်လည်းနှိမ့်ချရကြအဲ့တော့ကျွန်တော်ကောင်းပါတယ်လို့လည်းမပြောဘူးဩဟုတ်ပါကောင်းတယ်မကောင်းတယ်လေဟုတ်အလကားပေါ်မှာနော်ဒီတော့ခေတ်တယ်လည်းပြောစနစ်တယ်လည်းသမိုင်းတယ်လည်းပြောနေခဲ့ပါပြီဟုတ်ကဲ့ခေတ်တယ်လည်းပြောစနစ်တယ်လည်းပြောသမိုင်းတယ်လည်းပြောနေခဲ့ပါပြီဒါကြောင့်ခေတ်တယ်စနစ်တယ်သမိုင်းတယ်ဘယ်လိုပဲပြောဒီခေတ်ခါကချစ်စရာမြန်မာစိုင်းပြည်နာကိုကမ္ဘာတိုက်ပြည်ကငေးရအောင်မြဝဲကြော်ရည်ဒီနေရာမှာဘလာဆိုင်အရင်ကဆိုတော့ပြလိုက်စမ်းကွာဘလာဆိုင်အရင်ကပြပါတော့ချာဟဲ့ဘယ်တချင်းနဲ့လို့မမေးနဲ့ဘယ်တချင်းပါလဲရဲမြန်မာခေါ်ရဲရဲတောက်နဲ့ဟုတ်အတဲ့တောက်လို့တို့ဗမာတွေတက်တီခဲနေမို့ပတ်ရှိအတွက်ကျိုးတဲ့ဒိုင်ခွဲတမင်ချပြီးညာဝဲကျော်ဒီညမှာအမျိုးသားတိုက်ပွဲဆိုတော့ဝင်လို့ပြန်တော့ကွာချလိုက်ပါဟဲ့ကဘာမြေနဲ့ကရတနာတွေထွက်တာဟာလားဗမာပြည်တော့ပါဟာလားရတနာရွှေလက်ရတနာငွေလက်ရတနာစိန်လက်ရဲရဲရဲဟာတော်တော့ပါလက်ဟာပြေးနေတော့ဆွဲဆွဲဘာလဲဆွဲရအောင်တဲ့ဒီရားဆွဲပြီးအဲ့ဒါဘာလို့လဲဟိုငါအားကြပါကြအားပေးတာတဆိုင်လုံးလုံးထွက်တော့လို့ဆိုတော့ကောင်မလေးနှစ်ယောက်ပါတော့လို့ငါပြန်သိမ့်တယ်အေးဘေးနနာယူနဲ့တနာယူလို့ပါဟာဒီဆိုင်နဲ့ငါမင်းကနှစ်ယောက်ဒီတဲ့တနာယူတော့အပေါ်ကြီးနေအရနာရွှေလက်ပါတော့ပြိဿတွေလက်ဆိုတာမျိုးမျိုးရှိတယ်ဘယ်လိုပါလဲလက်ဆိုတာမျိုးမျိုးပါဟုတ်ပြီဟုတ်ကဲ့ကျွန်တော်တို့တချို့ကျတော့လေးတောင်မှုကြီးတွေဆိုပြီးပါတယ်နော်ဟုတ်ပါတချို့ကျတော့ပဲဆိုင်နေတဲ့လက်တွေရှိတယ်လို့ဟုတ်ပါတချို့ကျတော့ဖဲရိုက်နေတဲ့လက်တွေရှိတယ်ပေါ်ကာတောင်းတာတို့ရှမ်းဟဲ့ဘာလို့ဖဲရိုက်လက်ကွာတဲ့အကြောင်းပြောတာဟုတ်တယ်လက်ကွာတဲ့အကြောင်းပြောတာဟုတ်လက်ကွာတဲ့အကြောင်းအကျိုးရှိတာနဲ့မရှိတာနဲ့ကွာတဲ့အကြောင်းပြောတာဟုတ်အဲ့ဒါတော့တန်ဖိုးရှိတယ်ပြောဟုတ်တယ်တချို့ကျတော့ဟောပြောချဲနေတဲ့လက်တွေရှိတယ်လို့ပြောချဲတဲ့လက်ရှိတယ်လို့ဖိုးဆွဲနေတဲ့လက်တွေရှိတယ်မင်းတော့အဲ့ဒါကလက်ကွာတဲ့အကြောင်းပြောတာဟုတ်ပြီလူချင်းလက်ချင်းတူပေမဲ့လက်ကွာတဲ့အကြောင်းပြောပြတာဟုတ်ပါဟာတချို့ကျတော့အပင်ဆိုင်နေတဲ့လက်တွေရှိတယ်လို့အပင်ဆိုင်တဲ့လက်ရှိလို့ဖေးနိုင်နေတဲ့လက်တွေလည်းရှိတယ်ညာလို့တော့ရမပါနေတယ်အဲ့ဒါပြောတာမဟုတ်ဘူးကွာတို့ပြောမှဆိုလို့ရှိရင်တို့စက်ကူတော့မသုံးဘူး
အဲ့တော့ဘိုးကအင်္ဂါမှာဆိုတော့အဲ့မှာလက်နဲ့တလို့ဖေးရတာလေ ဟောမျိုးရတဲ့ကိုပြောတာ အဲ့ဒါပြောတာ ဟုတ်ပြီ ဒါကြောင့်လည်းအပင်ဆိုင်နေတဲ့လက်တွေရှိတယ်လို့ဖေးနိုင်နေတဲ့လက်တွေလည်းရှိတယ် ဟုတ်တာ ဘာလို့ဆိုတော့မယုံဆိုင်နေတဲ့လက်တွေရှိတယ်လို့ ဟုတ်ပြီရှေ့ဆက်ပြောရှေ့ဆက်ဟာ ဟဲ့ အဲ့ဒီရ ကိုခိုင်လေး ညာ ရုပ်ဆိုင်နေတဲ့တွေရှိသလို ဟာစောစောကြိုက်ပါလေဟာ စောစောကြိုက်တယ် စောစောကြိုက်ပါလေဟာနော်သူတို့ကပဲဆိုင်နေတဲ့လက်တွေရှိတယ်လို့ ဘဲဆိုင်နေတဲ့တွေရှိသလို ဖေးရိုက်နေတဲ့လက်တွေရှိတယ် ဖေးရနေတဲ့တွေရှိတယ်အဲ့ဒါ ပြုတ်ကျဲနေတဲ့လက်တွေရှိတယ်လို့ ကျဲတဲ့တွေရှိသလို ဖိုးဆွဲနေတဲ့လက်တွေရှိတယ် ပြောကြဘောဆွဲကွက်တီ ဝတ်တီပဲအဲ့ဒါပေါ်တာဆိုတော့ငရုတ်ဆိုင်နေတဲ့အပင်ဆိုင်နေတဲ့လက်တွေရှိတယ်လို့ ပင်ဆိုင်နေတဲ့တွေရှိသလို ဖေးနိုင်နေတဲ့လက်တွေရှိတယ် အဲ့ဒါလည်းကြိုက်တယ် အဲ့ဒါလည်းကြိုက်တယ်နော်ဟောတချို့ကျတော့ငရုတ်ဆိုင်နေတဲ့လက်တွေရှိတယ်လို့ ရုပ်ဆိုင်နေတဲ့တွေရှိသလိုလက်ကဘာလို့ရတော့ ငရုတ်ဆိုင်နေတဲ့လက်တွေရှိတယ်လို့ ရုပ်ဆိုင်နေတဲ့တွေရှိသလို ထုံးပိုင်နေတဲ့လက်တွေရှိတယ်ဒါပြောတာပါ အထုတ်ကြသွားလို့နော် အထုံးမတယ်လို့ရှင်ငါ တို့တို့သားသားနဲ့ရှာဖွေရမယ်တလို့ရှာဖွေမှတော့လူကြီးပေးလိုက်မှာအဲ့ဒါပြောတာဒါကြောင့်လက်ဆိုတာအမျိုးမျိုးရှိပါတယ်နော် ဟုတ်ပြီဟုတ်ပြီ ဒါကြောင့်ဗမာပြည်နဲ့ကရတနာတွေထွက်တာဟာဗမာပြည်တော့ပါခင်ဗျာ ဟုတ်ကဲ့ ဟာရတနာရွှေလက်ပါခင်ဗျာဟာရတနာရွှေလက်ကိုမြဝိုင်းချိုရည်ဒီနေရာမှာဖလားတော်ဝဲဆက်ချလိုက်စမ်းကွာ ကိုတော်လာ ဆိုင်စီယာ ကိုခိုင်လေးရှိရဆိုင်ပြောင်လေးစာကြီး ဟုတ် ရှိရဆိုင်ပြောင်လေးစာကြီး ဟုတ်ကဲ့ဒီဆိုင်ကြီးပါလေ ကြည်လားကြည်လား ဟုတ်တယ်အခုမှလည်းကြာကြည့်ပြီလားအခုမှလည်းကြာကြည့်ပြီလားပြည်ငယ်လုံးလေးကိုမင်း ။ဒါမဲ့ဒေချာကြီးနဲ့နာဒေချာ ။ မြော မြော က် က်လုံးဝေးတာပြောခိုင်းတာမဟုတ်ဘူး ကို ဒေ လည်း ချာ ချာ ကြီး ကြီး တန်းပြောတာ ။ဒေချာကြီးရှိရခိုင်းကြအောင် ဒေချာကြီးတန်းကြီးတန်း ကိုပြောတာလူပြလုံးမေးတာမေးတာငါမပြောတယ်သူတို့ဒီတိုင်းတော့မေးတယ်နော် ။ရှိရဆိုင်စရာကလူငယ်ဆိုင်စရာ လူငယ်ဆိုင်စီယာဆိုတော့ ။ခင်ဗျားတို့နောက်ကဆိုင်နေတယ်ဘာတွေသိနေတာတို့ ဟောတို့ဗျာဒီတန်ဖို့ရှိတယ်သိမေးနေတာဒီဆိုင်စီယာကလည်း ။အော်ကမိုးရှိရသိနေတာတို့ရှိရဆိုင်စရာလူငယ်ဆိုင်စရာအမြောက်ကြိုက် အော်အမြောက်ကြိုက်တာ လက်ပြဖုံးတော့မကြိုက်ဘူးလားမဲ့ဟမ် ။မြောက်ပြောတာ မဲ့အမြောက်ကြိုက်တော့လက်ပြဖုံးတော့မကြိုက်ဘူးလား ။အမြောက်ကြိုက်ရှိရဆိုင်စရာက မင်းကအမြောက်ကြိုက်တာမင်းကလူပြီးကြိုက်တယ်ကောင်း ကိုတော်လာ ဘာလို့ ကိုဆိုင်စရာချောချောလာကြအောင်ပိတ်တဲ့ကြီးတွေပြောပြလိုက် အော် လို့ ဟုတ်ပြီသဘောပေါက်ပြီသဘောပေါက်ပြီ ပိတ်တဲ့ကြီးကစောနာပြောနေမိမဆက်လို့တဲ့ပိတ်တဲ့ကြီးကျွန်တော်ညာဝိုင်းကျော်ဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့မင်းဆိုင်စီယာကလည်းညာဟိုမာနကိုကြီးနေတာဟုတ်တယ်သူတို့ကမေးလိုက်ချင်တာလိုက်လိုက်ပြီးနေတယ်ဟုတ်ပါမေးသက်ချင်တာပဲမေးသက်လိုက်ပြီးရောအဲ့ဒါလိုပြောတာ ဆိုင်စရာချောချောလာကြအောင်ပါဝိညာဉ်ရွှေမြေတော်ကြီးတွေရောကိုတော်လာခင်ဗျာသိအောင်ပြောလိုက်နော် ဟုတ်ပြီသဘောပေါက်သွားပြီကိုကြီးသဘောပေါက်သွားပြီဟောဟုတ်တာပဲသူကလည်းမေးနေတာစိုင်းတရားဒေတာကြီးလူငယ်လေးလူငယ်လေးညလုံးကမေးလို့တဲလာလေးကုန်ကြီးကောင်းတယ်အဲညလုံးလေး ။ ဖြစ် ဟဲ့ဟဲ့ဟဲ့မဲ့အဲ့လိုတော့လား။ငါဆိုင်ဆရာကိုအဲ့လိုမပြောနဲ့မဲ့ ဘာဖြစ်လို့ နော်။ငါဆိုင်ဆရာအဲ့လိုပြောနေငါဆိုင်ဆရာတဲ့လို့ရေလုံးမေးတာမဟုတ်ဘူး ဘာဖြစ်တာတော့ ။ရေလုံးမေးတာမဟုတ်ဘူးဒါဘူးစီလက်ထဲနဲ့စိတ်ထားတော့ရှိတာ ကိုခိုင်ခင်ဗျားပြောမှပူဆိုးနေပြီကိုတော်လာ ဟုတ် ရှေ့ဆိုင်ကြီးကခုမှတက်လေးမှာ18နှစ်ပဲကြီးသေးတာနော် ဟုတ်ကဲ့ပါခင်ဗျာ ဆိုင်ကြီးကချောချောလာကြအောင်ပါပိတ်တဲ့ကြီးတွေကပြောပြလိုက် ဟုတ်ပြီစိုင်းတရားကိုစိုင်းတရားဘလောက်ချောတယ်ဘလောက်လှတယ်ဘလောက်တော်တယ်ဆိုတာမြောက်ပေးတယ်ဒီတော့စိုင်းတရားတဘောလောက်ကြီးတဘောလောက်ကြီးလိုက်တဘောလောက်ကြီးလိုက်ရတယ်မြောက်ပေးမယ်စားရပါမယ်မြောက်ပေးပါမယ်ဆိုင်တရားဆိုင်တရား ခင်ဗျာ မြောက်ပေးပြီနော် ညောက်ပင်ပေး ကိုဆရာပြီးအားရှိအောင် တို့ဆရာလေးရရှိအောင်လို့ နောက်ကနေဆိုင်းစင်ကောင်းကောင်းလေးသိပေးမယ် ဆိုင်စင်ကောင်းကောင်းလေး ကျွန်တော်ဒီလိုရိုးရိုးလေးနဲ့တော့ဆိုင်းစင်မပေးနိုင် ဘလို့စစ်မှာတော့ ကျွန်တော်ဟိုဘက်ကပပတိဆရာမန္တရာမြင့်ကိုကူညီတောင်းနေတာ ပပတိဆရာမန္တလာမြို့ဘလို့ကူညီတောင်းပါတော့ ကျွန်တော်ပပတိဆရာမန္တရာမြင့် ပပတိ ဟုတ်မန္တရာမြင့် ။အားလုံး ကျွန်တော်ရဲ့ဘာကဘလောက်လာတယ်ဘလောက်ချောတယ်ဆိုတော့ကျွန်တော်မြောက်ပြီးတော့ဆိုင်းစင်လေးသိနေလို့မို့အဲ့ဒါအခုဒီလာတာဒါဘောင်းလာဆိုတော့ကြတော့ကျွန်တော်ကြံတိုးလေးပြီးသိနေကြမှာ ဟောတချာတို့လေး ဟုတ် တချာတို့လေးလူပြီးရမှာ ကြံတိုးလေကြံတိုးကိုတိုင်းရလေးနေရာကြီးကိုလူငယ်လေးလူငယ်တော့တွတ်တွတ်လဲလဲ ။အော်တော့လည်း တွတ်တွတ်လဲလဲနည်းနည်းဆက်ဆက်လေး နာနာချင်းတော့လည်း ဟုတ်ပြီဟုတ်ပြီ ညနေကတော့တော်တော်လေးလေးနော် တချာတို့လေး ကျန်တော့ကျန်တော့ နာနာသာတော့လည်းနော် ဟုတ်တယ်ဟုတ်တယ်ချားလာမှာဟုတ်ကဲ့လူငယ်လေးပြားရှောင်မြောင်ပြင်ပြင်မလို့ချဟဲ့
ခမပြောတော့တက်တက်လက်လက်လေးဆို အဲ့လိုပြောမမြန်နဲ့ပေါ့ဗျာ အဲ့ဆိုဘလို့မြန်မှာတော့ မြန်လိုက်ပုံကတော့နေ့လေကဗိဒိတ်ခါသမင်းသားခေါ်လိုက်ရတဲ့တိုင်းနဲ့ ဘယ်တခါသမင်းသားဟောဘလို့တော့ ဆိုင်ကမမြင်နိုင်ဘူးလား ကျွန်တော်မမြင်နိုင်ဘူးဗျ ဗိဒိတ်ခါမှာသမင်းသားခေါ်လာလေဟိုဘက်ချမ်းနဲ့ဒီဘက်ကချမ်းဒီဘက်ချမ်းနဲ့သမင်းသားအောင်လာခဲ့လို့လည်းအတန်ကြရော တန်ကြရော ဗိဒိတ်ကြီးနေရာလေးစောက်ကနဲ့ညနာနဲ့တယ်ပြီးတော့ဖက်နဲ့ဆိုတောင်းသွားလိုက်တာသူဟာတစ်ဖက်ကိုတစ်ခါဖက်ပြေးလိုက်ရတော့ အဲ့တော့ဖြည်းဖြည်းလေးတီးပြရမှာပေါ့ အဲ့လိုမမြန်နဲ့ မလာမြင့်ဖြည်းဖြည်းလေးတီးပြလိုက် ပြည့် ဖြည်းဖြည်းလေး ဟုတ်သူစိတ်တိုက်ပြီးပြီလားကိုတိုင်းနဲ့ဆောကြောင်းတာတော့ညပြီအဲ့တော့ပြင်းလေးပြီနော်ပြင်းလေးဟုတ်လောက်စားကိုတော်လားဘာဖြစ်တာတော့ ဒီလောက်ကြီးနေမလို့နေပြသေးအောင်တော့မှာပဲ ခမလည်းပြောတော့နင်းလေးဆို မဟုတ်ဘူးအဲ့တော့မနေနဲ့ကို အဲ့လောက်မနေရဘူးလား နေလို့နာဘယ်လောက်ဒီနေမှနေတော့ ဘယ်လောက်ဒီနေတာတော့ ဘိုးရကအမျိုးသမီးတွေရေခတ်ခေါ်ရတဲ့အတိုင်းပဲ ဘလူတော့ရေကတ်ခေါ်တော့ ညနေတော့မကြားလိုက်ဘူးလား မကြားလိုက်ဘူးဗျာ ရေခတ်လဲနီးလို့ဆိုပြီးကံကောင်းကနေဘိုင်းနဲ့ဟိတ်တာလေဘိုင်းနဲ့ဝင်းရတင်ပါလားကိုမလေးမျိုးသမီးပဲရေခတ်လဲညနေခတ်မှဖြစ်ပါတယ်တဲ့ရေခတ်ဖို့ရရေအိုးရယူပြီးညနာခဲ့ပါလို့လေအဲ့လိုလေអော်လိုက်ရော အဲ့လိုလဲអော်လိုက်တော့ မဲဝင်းရကောင်းမှလည်းဘယ်လိုမှတ် ဘလူတော့ဗျာ မသွားကြည့်တဲ့ရေအိုးလေးတိုက်လန့်ခေါ်လိုက်ဟေးကာမိုင်းဟေးကာမိုင်းဘာလို့ဒီနားရေခဏခေါ်ပြီးဝါရအောင်ဒီပါဦးအေးငါနွားလေးရွှေထားခဲ့ပါအောင်အမလေးနွားရေးကြီးရကြတယ်အတွေ့ရေလုံးလေးပါလေမာတော့အဲ့လိုပြောတော့လန့်လာတာဘယ်လိုလေးလန့်လာမလဲ ဘလူလာတာတော့ ရေအိုးလေးနဲ့ကြောင်းနေပတ်မလာချင်းနဲ့လှန့်လိုက်တာဘယ်လိုလေးလှန့်လာလဲ ဘလူလန်းလာတာတော့ ဟုတ်လို့လား ဟုတ်တယ်လူရဲ့ရီးကိုဒီမဲ့ဆိုင်နေရ ခင်ဗျာ ယူလာတဲ့ရေအိုးကလည်းဘယ်လောက်ထိကြီးမှန် ဘယ်လောက်ကြီးတာလဲဗျာ လဲလိုက်မဟုတ်တော့ကြီး ဘယ်လောက်ကြီး ဒီမဲ့ဟုတ်ရုံနဲ့ရေပါတော့မှာတော့နေဟုတ်တယ်ဒါဒီရက်မို့တော်ဒီကျွန်တော်ဟိုဘက်ပြီးခဲ့တဲ့ကျွန်တော်တို့ဗပုလုံးကရေအိုးယူလာတာတဲ့အလူငါတွေပြီးတော့ရေခတ်တဲ့စက်ကြမုံကန်းလားအမှန်ဆိုလို့ရှိရင်ရေအိုးတဲ့စက်ကြအမှုထုတ်ထည့်ရမှာမဟုတ်ဘူးညာစက်ကြမုံထုတ်တဲ့ရေအိုးထည့်ပြန်သွားတယ် ကိုတော်လား အားလုံး ဘလူတီးရမှာတော့ဆိုအလဲလဲလေးလား အလဲလဲလေးပေါ်ရခင်ဗျာ မနာမြင့်အလဲလဲလေးတယ်နော် အလဲလဲလေးဒီမှာပုံမှန်လေးလာလိုက်ပဲချဟာဟဲ့ ဟာဘာဖြစ်ရပြီတော့ကိုတော်လား ဟာ ဟုတ်လား ဟုတ်တယ် ဟုတ်တယ်လည်းဘာလို့ဖောက်တာတော့ ဟောငါလည်းအုပ်ချုပ်ရေးမှန်ကြောင်ပါမယ်အဲ့ဒါတော့ငါမင်းတို့လူကြီးတွေတလို့ကြီးပဲဒီမဲ့ခင်ဗျာသေးချာတိကြကြံလို့ဆိုတာတိရနော်ပတ်ဝီပုံတူတိနော်ပတ်ဝီပုံတူမင်းဝီပုံဒီပုံ မနာမြင့် အမစိုးဘူး ပုံမှန်လေးတီးပြလိုက် ကိုခွန်းတယ်ဘယ်လိုလေးပြောလဲ